အသက်40နှစ်အရွယ်ရိုနယ်ဒိုကမ္ဘာ့ဖလားကိုနှုတ်ဆက်သွားတဲ့အချိန်မှာကျွန်တော်တို့သူ့ကိုဗာများပြောကြမလဲရိုနယ်ဒိုရဲ့ပေါ်တူဂီတင်းပေါ်မှာတက်ရောက်မှုနဲ့ပတ်သက်ပြီးတော့အမြင်တွေမျိုးကွဲကြတယ်သူ့ကိုချစ်တဲ့သူတွေကတော့ရိုနယ်ဒိုရဲ့တွင်ကိုအဆုံးသက်ပိုင်းကပေါ်တူဂီတင်းချန်ပီယံဖြစ်ဖို့အတွက်အဓိကဖြစ်တယ်လို့မြင်ကြပြီးတော့သူ့ကိုမုန်းတဲ့သူတွေကတော့ရိုနယ်ဒိုကပေါ်တူဂီတင်းရဲ့ဝန်ထုံဝန်ပိုးတစ်ခုဖြစ်မြင်ကြတယ်ဒါပေမဲ့ပေါ်တူဂီတင်းကမ္ဘာ့ဖလားပြိုင်ပွဲကနေထွက်ခဲ့ရတဲ့အချိန်မှာတော့ဒီရဲ့အငင်းပွားမှုကအတိတ်ပဲမရှိတော့ဘူးအိုင်ဘေးရီးယားဒါဘီမှာ Z1 ဆိုတဲ့ရလက်ကပေါ်တူဂီနဲ့ရိုနယ်ဒိုတို့ရဲ့မျှော်လင့်ချက်တွေကိုဖျက်ဆီးလိုက်တာပဲဖြစ်တယ်။စပိန်တင်းကပွဲပြီးခါနီနောက်ဆုံးမိနစ်မှာမယ်ရီနိုရဲ့အသေးခွဲကိုနဲ့အတူပေါ်တူဂီတင်းကိုအိမ်ပြန်ပို့ခဲ့တယ်။ပွဲတင်းခံမောက်လိုက်တဲ့အချိန်မှာတော့ရိုနယ်ဒိုရဲ့မျက်နှာပေါ်မှာအရင်ဆုံးကလိုမခံချင်စိတ်တွေကိုမတွေ့ရတော့ဘူး။ဘာလို့လဲဆိုတော့ဒီတစ်ချိန်နှုတ်ဆက်ခြင်းကကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အပြီးပိုင်နှုတ်ဆက်ခြင်းပဲဖြစ်တယ်။ဒီနေ့မှာတော့ထိတ်တန့်ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ပေါ်တူဂီတင်းကဘာလို့ဒီလိုအရေးကြီးပွဲကိုရှုံးနိုင်ခဲ့ရလဲ။ပြီးတော့အသက်40နှစ်အရွယ်ရိုနယ်ဒိုကပေါ်တူဂီတင်းရှုံးနိမ့်မှုပေါ်မှာတာဝန်ယူတင်လာဆိုတာကိုတင်ဆက်ပေးတော့မှာပဲဖြစ်တယ်။ကျွန်တော်တို့စီစဉ်နေမစတင်ခင်မှာ like and subscribe နဲ့ခဲ့ပေးဖို့တောင်းဆိုပါတယ်။ intro လေးပြီးရင်တော့စလိုက်အောင်။ကျွန်တော်တို့ပေါ်တူဂီနဲ့စပိန်ပွဲကိုအရင်ကြည့်အောင်တစ်ဖက်က star player တွေစုံလင်ပြီးတော့ကမ္ဘာအဆင့်ကွင်းနဲ့ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ပေါ်တူဂီကျန်တစ်ဖက်ကတော့ niche နှစ်ပိုင်းတိကျပြီးတော့ ball control နဲ့ကွင်းလည်လွှမ်းမိုးမှုကောင်းတဲ့စပိန်မန်တိုင်းပြောရရင်တော့ဒီလိုနဲ့တင်းက16တင်းအဆင့်မှလာတွေ့ကြတာနှမျိုးစရာတော့ကောင်းတယ်ဒါပေမဲ့ဒါကလည်းပေါ်တူဂီတင်းရဲ့အုပ်စုပွဲတွေမှာအတုံးမကျခဲ့တဲ့ဆိုးကျိုးလို့ပဲပြောရမယ်ဒီပွဲမှာပေါ်တူဂီတင်းကတောင်ပန်ကရမဲရဲ့တိုက်စစ်ဆင်မှုကိုတားဆီးဖို့အတွက်ရာဖေးလီယာကိုရဲ့နေရာမှာဂျာအိုဖီလင်းနဲ့ပွဲထွက်ခဲ့ပြီးတော့ကျန်တဲ့နေရာတွေကတော့ခရိုအေးရှားနဲ့ပွဲလုံးကအတိုင်းပဲစာရွက်ပေါ်ကလူစင်းရကြည့်ရင်တော့ပေါ်တူဂီတင်းရဲ့တိုက်စစ်စုဖွဲ့မှုကကြောက်ဖို့တော့ကောင်းတယ်ဒါပေမဲ့စပိန်တင်းနီးပြကပါနေတယ်လို့ပြောရမယ်သူကပေါ်တူဂီတင်းကိုထိတ်တိုက်မြင်ဆိုင်ခဲ့ပဲနဲ့ပွဲကိုဖြည်းဖြည်းချင်းချင်းကက်ခဲ့ပြီးတော့သူ့ရဲ့ထောင်ချောက်ထဲကိုဆွဲချခဲ့တယ်ကျွန်တော်အောင်တိကျတဲ့အတိုင်းပဲရိုဒရီကစပိန်တင်းရဲ့ရလက်ကိုအဆုံးဖြတ်ပေးနိုင်တဲ့သူပဲဖြစ်တယ်ဒီပွဲမှာသူကဘောလုံးဒီအော်ဆူရှင်ရဲ့တန်ဖိုးကိုပြသွားခဲ့တယ်သူ့ရဲ့ဘောလုံးပေးပို့မှုတွေနဲ့ဖျက်ထုတ်မှုတွေအပြင်တိုက်စစ်ရုပ်ခံစစ်မှာပါဗီလက်နီကစားနိုင်ခဲ့တာကတချိန်ကမန်စီးတီးတင်းမှာသူ့ရဲ့အကောင်ဆုံးယာရီကခြေစွမ်းကိုပြန်မြင်ခဲ့ရတယ်။ရိုဒရီနဲ့ရှင်ရင်တော့ပေါ်တူဂီတင်းရဲ့ကွင်းနယ်တွေကလိုအပ်ချက်တွေရှိခဲ့တယ်။ဗီတင်ညာနဲ့ဂျာအိုနီဘက်တို့ရဲ့ခြေစွမ်းတွေက PSG မှာတုန်းကလည်းချားစီပဲ။ဒါအပြင်နီးဗျူဟာရဲ့အားနည်းချက်ကြောင့်ပဲလားဘရူနိုကရှေ့ကိုခဏခဏရောက်သွားပြီးတော့ပေါ်တူဂီတင်းရဲ့ကွင်းနယ်နေရာမှာဟာကွက်ကြီးကျန်နေခဲ့တယ်။ဒီကွင်းနယ်ပြဿနာကလည်းကွန်ဂိုတင်းနဲ့ပထမဆုံးပွဲမှာကလေးကရှိနေခဲ့တာပဲဖြစ်တယ်။ပွဲအတွင်းမှာကျွန်တော်မြင်ခဲ့ရတာကတော့ရိုနယ်ဒိုကလက်ဟန်တွေပြပြီးတော့ဘောလုံးတောင်းတယ်။ဒါပေမဲ့အသင်းဖော်တွေကထိရောက်တဲ့ပေးပို့မှုတွေမပြုလုပ်နိုင်တဲ့အပြင်မလိုအပ်တဲ့နောက်ပြန်ပေးမှုတွေနဲ့အချိန်ကုန်နေခဲ့တယ်။ဒီလိုအချိန်ကြာလာတဲ့အမျှကစားအားကျလာတဲ့အတူပေါ်တူဂီတင်းရဲ့ကစားပုံကလည်းအမားများလာခဲ့တယ်။အားလုံးကဒီပွဲကိုအချိန်ပိုထိသွားမယ်။အခက်မတင်ရင်ပန်နယ်တီပါကန်ရမယ်လို့ထင်နေကြတဲ့အချိန်မှာလူစားဝင်လာတဲ့မယ်ရီနိုကနောက်ဆုံးမိနစ်မှာစပိန်တင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တယ်။ပွဲတိုင်းခါနီးမှာတွင်းခဲ့တဲ့ဒီဂိုးကလည်းပေါ်တူဂီတင်းရဲ့ချန်ပီယံအိမ်မက်ကိုရိုက်ချိုးခဲ့တယ်လို့ရိုနယ်ဒိုရဲ့ကမ္ဘာ့ဖလားနောက်ဆုံးခီးစဉ်ကိုလည်းရရဆက်ဆက်အဆုံးသတ်စေခဲ့တယ်။ပွဲပြီးမှာတော့ဆိုရှယ်မီဒီယာတွေပေါ်မှာရိုနယ်ဒိုနဲ့ပတ်သက်တဲ့ညှင်းခုန်မှုတွေကလည်းတကြော့ပြန်ဆူညံလာခဲ့တယ်။ဒါကလည်းဒီနောက်ပိုင်းနှစ်တွေမှာပေါ်တူဂီတင်းပွဲပြီးတိုင်းမှာမြင်တွေ့နေရတဲ့စိတ်ပျက်စရာစီစဉ်တစ်ခုလိုဖြစ်နေပြီးရိုနယ်ဒိုကစောစောစစ်စစ်လူစားလဲခဲ့ရင်ရာမိုကပွဲဥထွက်ကစားခိုင်းခဲ့ရင်စားရတဲ့ဒီလိုညှင်းခုန်မှုတွေကရပ်တန့်သွားမှာတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့ရလက်တွေအရာပေါ်တူဂီတင်းရဲ့2026ကမ္ဘာ့ဖလားခီးစဉ်ကကြရှုံးမှုတွေနဲ့အဆုံးသတ်ခဲ့လို့ပဲဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့တွေစိတ်ခံစားချက်တွေကိုပေးဖယ်ပြီးတော့ဒီပွဲကိုပြန်သုံးသပ်ကြည့်ရင်အပစ်တွေအားလုံးရိုနယ်ဒိုပေါ်မှာပုံချတာကတော့မတရားဘူးလို့ပဲမြင်တယ်။ခြုံပြီးပြောရရင်တော့ပေါ်တူဂီတင်းပြိုင်ပွဲကနေထွက်ခဲ့ရတဲ့ပုံမှာနီးပြမာတီနက်ကအဓိကတာဝန်ယူရမှာပဲဖြစ်တယ်။ရိုနယ်ဒိုကိုပွဲထွက်ကစားမှဖြစ်အသုံးပြုရလက်ခံလို့ရတယ်။ရာမိုရဲ့ကစားဟန်ကလည်းလူစားဝင်ကစားဖို့ပိုတင့်တော်ရလဲအမှန်ပဲ။ဒါပေမဲ့ဒုတိယပိုင်းနောက်ပိုင်းရောက်လာတဲ့အချိန်မှာအထူးသဖြင့်နူနိုမန်ဒက်ကိုဒဏ်ရာကြောင့်လူစားလဲလိုက်လို့အတင်းရဲ့တိုက်စစ်နဲ့ခံစစ်ကစားအားကျသွားတဲ့အချိန်မှာဘာလို့ခရိုအေးရှားနဲ့ပွဲတုန်းကဂိုးတင်ခဲ့တဲ့ရာမိုကိုမထိခဲ့ရလဲပြီးတော့မာတင်နဲ့လက်အောက်မှာဘရူနိုဗီတင်ညာဂျာအိုနီဘက်တို့လိုကမ္ဘာအဆင့်ကွင်းတဲ့ကစားသမားတွေကလည်းချိတ်ဆက်မှုတွေမလုပ်နိုင်ခဲ့တယ်လို့ဘာနာဒိုဆေးဗားကလည်းသူ့ရဲ့ဘောလုံးဆုံးရှုံးမှုကြောင့်ပေးလိုက်ရတဲ့ဂိုးပေါ်မှာတာဝန်ယူရမှာပဲဖြစ်တယ်ပွဲမစခင်ခင်းချင်းတွေကနေပွဲအတွင်းပြောင်းလဲမှုတွေအထိနီးပြမာတင်တဲ့ကင်တွေပုံတွေကတကယ်ကိုစိတ်ပျက်စရာကောင်းခဲ့တယ်ဝန်ခံရမှာတခုကတော့အခုချိန်မှာရိုနယ်ဒိုက area ထဲမှာ
အဆုံးတက်တဲ့သူတယောက်အနေနဲ့ပဲရှိနေတော့တာပဲအသက်အရွယ်ကြောင့်သူ့ရဲ့ off the ball အခြေအနေတွေမှာအရင်တုန်းကလိုပြိုင်ဖက်တွေကိုဖိအားမပေးနိုင်တော့ဘူးအထူးသဖြင့်ပြိုင်ဖက်တွေကိုထိရောက်တဲ့ pressing တွေမပြုလုပ်နိုင်တော့တာပဲဒါကြောင့်ပေါ်တူဂီတင်းကအသင်းကြီးတွေနဲ့ရင်ဆိုင်ရတဲ့အခါတွေမှာတိုက်စစ်ကဖိအားမပေးနိုင်တာကြောင့်ကွင်းလည်နဲ့ခံစစ်ကစားသမားတွေအတွက်ဖိအားပိုများစေတယ်ပြီးတော့နီးပြမာတီနက်စီမှာကစားခွက်အဆင်မပြေရင်အပြောင်းလဲလုပ်ဖို့အတွက်တိကျတဲ့ plan B ရှိရလားဆိုတာမေးစရာရှိတယ်ပြီးခဲ့တဲ့ခရိုအေးရှားနဲ့ပွဲမှာရာမိုဝင်လာပြီးတဲ့နောက်ပိုင်းမှာလည်းပေါ်တူဂီတင်းရဲ့ကစားပုံကအားရစရာမရှိခဲ့ဘူးပွဲပြီးခါနီးမှာခရိုအေးရှားတင်းရဲ့ခြေပကိုကလူချိုနေခဲ့လို့သာကန်ကောင်းသွားခဲ့တာပဲဖြစ်တယ်ဒါအပြင်မာတီနက်အနေနဲ့ရိုနယ်ဒိုနဲ့ရာမိုကိုတပြိုင်တည်းပွဲထုတ်ဖို့စိတ်ကူးရှိပုံမရဘူးဒါကြောင့်လူစားလေးမှုတွေပြီးမှကျွန်တော်တို့မြင်တွေ့ရတာကတော့ဘယ်တောင်ပံမှာရာဖေးလီယာယိုရဲ့တကူတော်ထိုးဖောက်မှုတွေကိုပဲအားကိုးနေရတော့တွေ့ရတယ်ရာဖေးလီယာယိုကတကူတော်ထိုးဖောက်မှုတွေပြုလုပ်နိုင်တယ်ဆိုပေမဲ့သူ့ရဲ့ဘောလုံးပေးပို့မှုနဲ့အဆုံးသက်ပိုင်းတွေကစိတ်ချရတဲ့အခြေအနေမှာမရှိဘူးခံစစ်ပိုင်းမှာကလည်းပေါ်တူဂီတင်းရဲ့ကွင်းတွေကအရင်ပွဲတွေကအတိုင်းပဲဟာကွက်တွေရှိနေတော့ပဲဒါကြောင့်မေရီနိုကအဲ့ဒီနေရာလွတ်တွေကိုတုံးချပြီးတော့အနိုင်ကိုတွင်းယူနိုင်ခဲ့တာပဲဖြစ်တယ်ပြိုင်ပွဲကနေထွက်ခဲ့ရလို့ရိုနယ်ဒိုကိုဝေဖန်နေကြတာမှန်ပေမဲ့လူတွေအနေနဲ့နီးပြမာတင်နဲ့အမားတွေကိုလစ်လီရှုထားကြတာကတော့စိတ်မကောင်းစရာပဲရိုနယ်ဒိုချီဆွမ်းမပြနိုင်ခဲ့တာမှန်တယ်လို့ပေါ်တူဂီရဲ့အရှုံးမှာသူလည်းတောင်းဝန်ရှိတယ်ဆိုပေမဲ့ဒါကိုအကြောင်းပြပြီးတော့သူ့ကိုပေါ်တူဂီတင်းရဲ့ဝန်ထုံဝန်ပိုးလို့ဝေဖန်ကြတာကတော့မားတယ်လို့ပဲပြောရမယ်ကျွန်တော်တို့ရိုနယ်ဒိုရဲ့ပေါ်တူဂီကစားသမားဘောကိုပြင်ကြည့်ရင်ကန်ဂျမာရဲ့အလှည့်ပြောင်းတစ်ခုကိုထင်ထင်ရှားရှားမြင်ရလိမ့်မယ်2004ကနေ2006ခုနှစ်ကာလတွေမှာရိုနယ်ဒိုကရွှေရောင်မျိုးဆက်တွေရဲ့ဖိမမှုနဲ့အတူပေါ်တူဂီတင်းမှာနေရာအခိုင်အမာရလာခဲ့တယ်အဲဒီနောက်2008ကနေ2014ခုနှစ်ကာလတွေကပေါ်တူဂီဘောလုံးလောကရဲ့အမောင်ဆုံးကာလတွေဖြစ်ပြီးတော့ရိုနယ်ဒိုကသူ့ရဲ့ခြေစွမ်းတွေနဲ့ပေါ်တူဂီတင်းကိုအဆင့်တစ်ခုထိရောက်အောင်ထမ်းတင်ပေးခဲ့တယ်2016ခုနှစ်ယူရိုမှာဆိုရင်သူ့ရဲ့ဦးဆောင်မှုနဲ့အတူပေါ်တူဂီတင်းကပထမအဆုံးချိန်ဆူဖလာကိုခက်ခဲရယူနိုင်ခဲ့တယ်2018ခုနှစ်ရုရှားကမ္ဘာ့ဖလားမှာစပိန်တင်းနဲ့3ဂိုးစီတည်ကြခဲ့ပြီးတော့ပေါ်တူဂီတင်းရဲ့3ဂိုးလုံးကိုရိုနယ်ဒိုတယောက်ထဲကတွင်းယူပေးခဲ့တယ်နောက်ဆုံးမိနစ်မှာဖရီကစ်ကနေတွင်းယူခဲ့တဲ့ခြေပကိုဆိုရင်တကဘာလုံးပရိသတ်တွေကိုယူသွတ်စေခဲ့တယ်အဲ့ဒီကာလတွေကရိုနယ်ဒိုရဲ့မျက်နှာပေါ်မှာဂျွန်တွေတွေ့ရတာကတော့အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ယုံကြည်မှုတွေပဲဖြစ်တယ်ဒါပေမဲ့2022ကမ္ဘာ့ဖလားရောက်တဲ့အခါမှာတော့သူကပွဲထွက်ခွင့်နဲ့ဆုံးရှုံးခဲ့ရတယ်လို့ပေါ်တူဂီတင်းကလည်းမော်ရိုကိုတင်းကိုရှုံးနိမ့်ခဲ့ပြီးတော့ပြိုင်ပွဲကထွက်ခဲ့ရတယ်ပွဲပြီးမှာကစားသမားရှောက်လန်းထဲမှာမျက်ရည်ကျနေခဲ့တဲ့ရိုနယ်ဒိုရဲ့ပုံရိပ်တွေကလည်းပရိသတ်တွေကိုနာကျင်စေခဲ့တယ်2026ခုနှစ်မှာတော့ရိုနယ်ဒိုကကမ္ဘာ့ဖလားမှာ6ချိန်ဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ဆိုပေမဲ့စပိန်တင်းကိုရှုံးနိမ့်ခဲ့လို့ကမ္ဘာ့ဖလားကိုနောက်ဆုံးချိန်လက်လွတ်ခဲ့ရတယ်ကျွန်တော်တို့လူ့ဘဝဆိုတာဒီလိုပဲမဟုတ်ဘူးလားဘယ်သူမှပြည့်စုံတယ်ဆိုတာမရှိဘူးဥပမာ2006ခုနှစ်မှာဇီဒန်နဲ့ကမ္ဘာ့ဖလားတို့ရဲ့လွှဲချော်မှုတွေ1994ခုနှစ်မှာပက်ကီယိုရဲ့ပယ်နယ်တီလွှဲချော်မှုတွေပြီးတော့ကျွန်တော်နဲ့ဒူမဂျာကလွှဲချော်မှုတွေစသဖြင့်ပေါ့ရိုနယ်ဒိုကသူ့ရဲ့22နှစ်တာတွေးနဲ့ချွေးကိုရင်းခဲ့ပြီးတော့တချိန်ကအင်အားနည်းတဲ့ပေါ်တူဂီဘောလုံးလောကကိုမြင့်တင်ပေးနိုင်ခဲ့တယ်လို့သူ့ကြောင့်များစွာသောပေါ်တူဂီမျိုးဆက်တစ်တွေကလည်းဘောလုံးလောကထဲဝင်ရောက်လာခဲ့တာပဲဖြစ်တယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့ကမ္ဘာ့ဖလားကိုမကင်မြောက်နိုင်ခဲ့ဘူး။မျက်မြင်တယောက်ကမျက်စိပြန်မြင်ရတဲ့အခါမှာတချိန်ကသူ့ကိုကူညီခဲ့တဲ့တုတ်ကောက်ကိုလွှင့်ပစ်မှတေးချတယ်။ဒါပေမဲ့ပေါ်တူဂီတင်းတွေကတော့ရိုနယ်ဒိုရဲ့အတောင်အောက်မှာအနည်း20ကြာခိုလုံပြီးမှသူအသက်အရွယ်တစ်ခုရလာလို့သူ့ကိုဝန်ထုတ်အဖြစ်မတက်မတင်ဘူး။ဝေဖန်တိုက်ခိုက်မှုတွေကအချိန်တစ်ခုရောက်ရင်ပျောက်ကွယ်သွားမှာဖြစ်ပေမဲ့ပေါ်တူဂီတင်းတွေရိုနယ်ဒိုချန်နာပေးခဲ့တဲ့အရာတွေကပျောက်ကွယ်သွားမှာမဟုတ်ဘူး။အဆုံးမှာနှုတ်ဆက်ပါတယ်ရိုနယ်ဒိုနှုတ်ဆက်ပါတယ်ဂျုံးနဲ့အတူရှိခဲ့တဲ့22နှစ်တာအခိုက်အတန့်တွေကိုခင်ဗျားအနေနဲ့ကိုရိုနယ်ဒိုရဲ့ကမ္ဘာ့ဖလားခီးစဉ်ကိုအခုလိုနှမျိုးစရာတွေနဲ့နှုတ်ဆက်သွားတာကိုဘယ်လိုမြင်လဲဆိုတာအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါလေကျွန်တော်ကတော့ဝမ်းနည်းမှုတွေနဲ့နှလုံးတော်ပြေးဝယ်လိုက်အောင်ပဲအားလုံးကိုကျေးဇူးတင်ပါတယ်